ဗောဓိမြိုင်ဆိုကြီးပြောတဲ့စကားလေးသဘောကျတယ်ဒါနဆိုတာပစ္စည်းရှိမှလှူလို့ရတာအလှခံတဲ့လူလည်းရှိမှလှူလို့ရတာပစ္စည်းရှိရင်လည်းပဲလှူလို့ဖြစ်တယ်သီလဆိုတာကိုကြိုက်တယ်လို့စောင့်စည်းလို့ရတယ်တိခံမှုခန္တီဆိုတဲ့တရားကတော့ကိုယ့်အပေါ်မှာတော့စော်ကားလာတဲ့လူရှိမှတိခံလို့ရတာလေဒါကြောင့်စော်ကားတဲ့လူရှိမှတိခံမှုဆိုတာဖြစ်နေတာစော်ကားတဲ့လူမရှိရင်တိခံမှုဆိုတဲ့တန်ဖိုးရှိတဲ့သူတော်ကောင်းတရားဖြစ်လို့မရဘူးဒါကြောင့်အစင်မပြေမှုကိုတန်ဖိုးထားတတ်ဖို့နော်ကျတို့အစင်မပြေမှုဆိုရင်ကန်ဆိုးလို့တွေ့တာလို့အောက်မေ့ထားတာလေတိခံမှုဆိုတဲ့အနှစ်သာရကိုရအောင်ထုတ်ယူရမယ်အကြောင်းတရားလို့မမြင်မိကြဘူးဟုတ်လားခုဒီမှာပြောပြီးတော့တိမခံခြင်းကြောင့်ဖြစ်တာတဲ့အမျက်ဆိုတာတိခံရင်မဖြစ်ဘူးထားလိုက်ပါလို့လုံနိုင်ရင်အမျက်ဆိုတာမဖြစ်ဘူးကိုကျတို့ကထားလိုက်ပါလို့မလုံနိုင်ဘာမှမထားနိုင်ဟုတ်လားထားလိုက်ပါလို့မလုံနိုင်အဲ့ဒါကြောင့်မလို့အမျက်တွေကဖြစ်ရအဲ့ဒီအမျက်ဖြစ်လာပြီဆိုရင်အမျက်ကဘယ်လိုသဘောရှိတော့အဘော